ညက်တဲ့ကကြီးကဟင်းဒီဟင်းရဲ့ညက်တဲ့ကကြီးလိုမျိုးကန်ရတာမဟုတ်ပါဘူးပြီးတော့ခင်ဗျားတို့ကောင်မလေးရဲ့လက်ကိုကန်တယ်လို့မျိုးလည်းကန်ရတာမဟုတ်ပါဘူးဘယ်လိုကန်ရမလဲဆိုတော့ကျွန်တော်အသေးစိတ်လေးပြပြပါမယ်ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ line ပေါ်မိတ်ဆွေတွေကိုကျွန်တော်ကကြီးကန်လေးအခြေခံနည်းလေးကိုသင်ပြပေးသွားပါမယ်ဆရာကြီးတော့ရှောင်းသွားပါကွင်းသွားပါဒါကသမီးညက်ပညာကိုဘာမှပါတဲ့လူတွေတင်နန်းတက်ဖို့ပတ်စံမတက်နိုင်တဲ့လူတွေအတွက်ကျွန်တော်ကဒီလောက်တက်တဲ့လောက်လေးကိုကျွန်တော်တင်ပြပေးသွားပါမယ်ခင်ဗျာပထမဆုံးအနေနဲ့ကကြီး position လေးကိုဒီလိုလေးထားပါမယ်ဒီလိုလေးထားပြီးတော့အချွန်လေးကဒီဘက်ကိုထွက်နေပါမယ်အဲ့လိုပါပဲပြီးရင်အပေါ်ကွင်းလေးတွေကိုကျွန်တော်စပြီးတော့လက်တကြွလေးထည့်ပါမယ်နောက်ကထွက်နေတဲ့အချွန်လေးပေါ်ကိုလက်တန်းလေးတင်မယ်လက်ကလေးတင်မယ်လက်မျိုးတင်မယ်ပြီးတော့ပလက်လန်ချလိုက်မယ်ပလက်လန်ချတဲ့အချိန်မှာကကြီးအသွားလေးရဒီလိုလေးတဲလေးဖြစ်နေမယ်တဲဖြစ်နေမယ်တဲဖြစ်နေရင်ဆိုရင်နောက်ကိုဆွဲလိုက်ပါတစ်စောင်းလေးဖြစ်သွားအောင်လို့ပြီးရင်လက်မလေးထည့်မယ်လက်မလည်းအဆုံးထိထည့်လို့မရပါဘူးမထည့်ပါနဲ့ဖွင့်ပိတ်လို့တဲ့အချိန်မှာခတ်တယ်အဲ့တော့ဖြားလေးပဲထည့်ပြီးဖွင့်ပိတ်လုပ်မယ်ဖြည်းဖြည်းလေးပဲလုပ်မယ်နော်ပုံမှန်လေးလုပ်မယ်အဲ့လိုဖွင့်ပိတ်လုပ်နေတဲ့အချိန်မှာကကြီးသွားလေးရရှေ့ကိုရောက်သွားတတ်ပါတယ်အဲ့ကျရင်နောက်ကိုပြင်ဆွဲပြီးတော့လုပ်ပါအဲ့လိုပုံမှန်လေးဖြည်းဖြည်းလေးပဲလုပ်ပါနော်ဒါကျွန်တော်အရင်မြန်နေပြီဟုတ်ကဲ့ကျွန်တော်နောက်တစ်ခါပြန်ပြပေးပါမယ်ကကြီးလေးကိုဖွင့်မယ်ပိတ်မယ်ဖွင့်မယ်ပိတ်မယ်ဖြည်းဖြည်းလေးပဲလုပ်ပါမယ်နော်ဟုတ်ကဲ့ပထမပြထားတာလေးရပါပြီဆိုရင်ကျွန်တော်တို့နောက်တစ်ခုပြပါမယ်အကောင်လေးကတော့အခုကကြီးကိုပလက်လန်လေးထားပြီးမောက်ရလေးကန်လိုက်ပါမယ်ရှေ့ရပုံစံမျိုးပါပဲဟုတ်ကဲ့ဒါပေမဲ့ဒီတစ်ချက်မှာတော့ကျွန်တော်တို့စောစောကတော့ပလက်လန်ထားတဲ့အတွက်ကကြီးကထိန်းရတာတိတ်မခတ်ဘူးဗျာဒါပေမဲ့ဒီတစ်ဆင့်မှာတော့ကကြီးကထိန်းရတာနည်းနည်းခတ်မယ်အဲ့လိုဖွင့်ပိတ်လုပ်တဲ့အချိန်မှာကကြီးသွားလေးကမမြင်ဘူးဆိုရင်ကျွန်တော်တို့ကကြီးသွားလေးကိုဖြစ်နိုင်ရင်လက်ညှိုးလေးနဲ့ထိန်းပြီးပါအဲ့ဒါမှလက်ညှိုးလေးနဲ့ထိန်းပြီးရတာပါလက်ညှိုးလေးနဲ့ကျွန်တော်တစ်နာရီနှစ်နာရီလောက်ကျင်လာရအောင်လက်ညှိုးလေးနဲ့ထိန်းတာပါမြင်သွားပြီဆိုမှလက်ညှိုးလေးကိုဖြုတ်လိုက်ပါကကြီးလေးကိုဖွင့်ပိတ်လုပ်တဲ့အချိန်မှာဘာလို့ပုံမှန်လေးဖြည်းဖြည်းလေးလုပ်ခိုင်းလဲဆိုတော့ကျွန်တော်ညီကိုတွေကအခုမှစတင်လာဖြစ်တဲ့အတွက်စပင်းလေးညှက်တဲ့အချိန်မှာမကြီးမညာဖြစ်လာမှာဆိုတဲ့အတွက်ကျွန်တော်ကအလိုပုံမှန်လေးပဲစပြီးလေ့ကျင့်ခိုင်းတာပါကဲဒါကတော့နောက်တစ်မျိုးပါကကြီးသိန်းလေးကိုပြပေးပါမယ်ကျွန်တော်တို့ပထမဦးဆုံးဘယ်လိုလုပ်ရမလဲဆိုတော့ကကြီးသွားလေးကိုလက်ညှိုးထိန်းထားပြီးမှထားလိုက်ပါပြီးရင်လက်ညှိုးလေးနဲ့နောက်ကိုသူကကော့ပြီးတော့တင်လိုက်တာပေါ့နော်ကျွန်တော်ပြမယ်နော်အဲ့လိုလေးပါဟုတ်ကဲ့ပါနောက်လေးကိုထားလိုက်တာပါနောက်လေးသိရင်ပြန်ထိုးရင်လည်းလိုပဲကကြီးလေးကိုရှေ့ကိုလက်လေးကိုခါပြီးထိုးလိုက်တာပါဟုတ်ကဲ့အဲ့မှာသူ့ position ကရှေ့ကိုလက်ညှိုးထိပ်ကိုထွက်လာတာပါသိရင်လည်းအဲ့လိုလေးပဲပြန်သိရင်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့တစ်မျိုးချင်းစီကိုတခြားကျင့်ပါမယ်ကျင့်ပြီဆိုမှကျွန်တော်တို့၃မျိုးလုံးပေါင်းပြီးကျင့်ပါမယ်ကကြီးလေးကိုထုတ်မယ်ပြီးရင်ဓမ္မဦးဆုံးပြခဲ့တယ်လို့ကျွန်တော်ပလက်လန်နေထားလေးနဲ့ကကြီးလေးကိုစကျင့်ပါမယ်ဟုတ်ကဲ့ပုံမှန်လေးပါပဲနော်ပုံမှန်လေးပဲလုပ်တော့ကောင်းဆုံးပါပဲအဲ့လိုကျင့်ပြီးတော့ကျွန်တော်တို့လက်ကလေးကိုမှောက်မယ်ဒီလိုအဖွင့်ပိတ်လေးကိုပုံမှန်လေးလုပ်မယ်ဟုတ်ကဲ့ပါဒါလေးကတော့အခြေခံကကြီးကန်ကြီးလေးပဲဖြစ်ပါတယ်တခြားသိချင်တာများရှိရင်လည်းကိုမမဝင်ပြီးတော့နေနိုင်ပါတယ်ကျွန်တော်တက်တလောက်လေးအကုန်လုံးပြောပြပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ